အားလုံးပဲမင်္ဂလာပါအခုကျွန်တော်ဒီဗီဒီယိုလေးမှာတော့ပန်ပိုရာကာလာပြင်းလွင်ရကန်တော်ကြီးဥယျာဉ်နဲ့အပန်းလှတွေကိုစိုက်ပြသွားမှာဖြစ်ပါတယ်အားလုံးပဲခန်းစားကြည့်ပေးပါဦးအခုလိုပဲကန်တော်ကြီးဥယျာဉ်ရဲ့ဒီအဝင်ဝါမှာတော့ခရစ်စမတ်တစ်ပင်လေးကိုလှလှလေးဆင်ထားပါတယ်ဒီခရစ်စမတ်တစ်ပင်ရဲ့နောက်မှာဆိုလို့ရှိရင်တော့အရန်ကိုလှတဲ့အဝါရောင်ပန်းခိပြင်းကြီးကိုတွေ့ရမှာဖြစ်ပါတယ်ဒီဝင်ဝါရဲ့ရှင်းပြတဲ့တန်ကြပဲချမ်းမဆိုလို့ရှိရင်လည်းအခုလိုပဲပန်းလေးတွေကိုအလှဆင်ထားပါတယ်အခုမြင်နေရတဲ့ကန်တော်ကြီးရဲ့ဟိုဘက်တစ်ချက်မှဆိုလို့ရှိရင်တော့အခုလိုပဲနေကြပန်းနေပွင့်နေတာကိုအရှမ်းကိုလှပစွာနဲ့ခေတ်ချပြတ်ထားပါတယ်ပြီးတော့ဒီကန်တော်ကြီးရဲ့ထင်ကြရနေရတဲ့ခုဖြစ်တဲ့မိပဲပဲအောက်မှာဆိုလို့ရှိရင်လည်းပန်းလဲလေးကိုပြင်ဆင်ထားတာအရန်ချစ်စရာကောင်းပါတယ်ပြီးတော့အခုလိုပဲအရန်လာတဲ့ရောင်စုံပန်ခင်းတွေရဲ့ရဲတောက်ပြီးတော့အနီရောင်တွေလွှမ်းနေတဲ့ပန်ခင်းကြီးရဲ့လည်းဒီနေ့ပန်းပေါ်တော့မှတွေ့မြင်မှာဖြစ်ပါတယ်ဒီတော့အခုလိုပဲပန်းပွင့်အကြီးကြီးတွေနဲ့တူအရန်လှတဲ့ကားနီနီလေးနဲ့အလှဆက်ထားတဲ့နေရာလေးလည်းတွေ့ရမှာဖြစ်ပါတယ်ပြီးတော့ဒီပန်းပွဲတော်ကာလာမှာစားတောက်တန်းတွေရောလက်ဆောင်ပစ္စည်းရောင်းတဲ့ဆိုင်တန်းတွေရောတွေ့ခဲ့ပါတယ်ဒီဗီဒီယိုလေးတော့လောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်